大家好，အားလုံးပဲမင်္ဂလာပါ我是刘老师老师ကတော့刘老师ပဲဖြစ်ပါတယ်欢迎大家加 Online Chinese Language Center အားလုံးကို Online Chinese Language Center ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့老师က吃စားသည်ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့အစားအသောက်စကားလုံးလေးတွေပေါ့နော်ဒါလေးတွေကိုသင်ကြားပို့ချပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်我们开始吧နော်ဒါဆိုတော့ဒီစလိုက်ကြရအောင်吃စားသည်吃စားသည်米饭ထမင်း米饭ထမင်း面条烤水面条烤水枣子ဖတ်ထုတ်枣子ဖတ်ထုတ်包子包စီ包子包စီ面包包木面包包木炒面烤水饺炒面烤水饺炒饭ထမင်းကျော်炒饭ထမင်းကျော်炒米粉炸三角炒米粉炸三角饼干 biscuit 饼干 biscuit 月饼拉木月饼拉木粽子高粘豆粽子高粘豆鱼潭米线毛hình噶椰奶面အုံနှုတ်ခေါက်ဆွဲ椰奶面အုံနှုတ်ခေါက်老师တို့ကထပ်ပြီးတော့吃ဆိုတဲ့စကားလုံးလေးကိုဘယ်လိုမျိုးလေးတွေသုံးလဲဆိုတဲ့ဟာလေးကိုထပ်ပြီးတော့လေ့လာကြည့်ကြရအောင်ငါစားတယ်我吃သူစားတယ်他吃နင်စားသည်你吃မေမေစားသည်妈妈吃နင်စားလား你吃吗ကွင်းစားကွန်မန့်ထဲမှာကိုကြိုက်တဲ့အစားတောက်你吃吗ဆိုရင်တော့ကွင်းစားကွန်မန့်ထဲမှာကိုကြိုက်တဲ့အစားတောက်လေးထည့်ပြီးတော့မေးလို့ရပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်谢谢大家今天到这里吧ဒီနေ့ကတော့ဒီလောက်ပါပဲပေါ့နော်大家再见အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါမယ်နော်